မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ brother တို့ကိုကျွန်တော်ပြောပြပေးသွားမှာတော့ YouTube ဗီဒီယိုအတွက်အရေးပါတဲ့ thumbnail ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဆိုတော့ thumbnail အကြောင်းကိုမပြောပြခင်မှာ thumbnail ရဲ့အကြောင်းလေးကိုနည်းနည်းရှင်းပြပေးမယ်ဆိုတော့ thumbnail ဆိုတာကတော့ကျွန်တော်တို့ဥပမာအနေနဲ့ပြောရရင်စာအုပ်တစ်အုပ်ရဲ့မျက်နှာဖုံးနဲ့တူတယ်စာအုပ်တစ်အုပ်မှာအထက်မှာပါတဲ့အရေးသားတွေကဘလောက်ပဲကောင်းနေပါစေစာအုပ်ရဲ့မျက်နှာဖုံးကစာဖတ်သူတွေအပေါ်ဆက်ဆံမှုမရှိဘူးဆိုရင်တော့စာအုပ်ကိုဘယ်သူမှဝယ်ဖတ်ကြမှာမဟုတ်တယ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုရတဲ့ editing skill တွေဘလောက်ပဲကောင်းနေပါစေ thumbnail က viewer တွေအပေါ်ဆက်ဆံမှုမရှိဘူးဆိုရင်တော့ကြည့်ရှုမဲ့သူလည်းတယောက်မှရှိမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ဒါကြောင့်မို့ thumbnail ဟာစာအုပ်တို့ရဲ့မျက်နှာဖုံးနဲ့တူတယ်လို့ပြောခြင်းဖြစ်တယ် okay ဒါကတော့ကျွန်တော်တို့ thumbnail ရဲ့အကြောင်းကိုအချင်းချင်းရှင်းပြပေးတာဖြစ်တယ်အဲ့တော့ဒီဗီဒီယိုမှာ thumbnail ကိုဘယ်လိုပဲပုံပြုလုပ်တယ်ဆိုတော့မပြောဘူးကျွန်တော်တို့ AI နဲ့အလွယ်တကူလုပ်ပြပေးသွားမယ်အရင်တော့ဆိုရင်ကျွန်တော် Canva နဲ့လုပ်တယ် ဒီစက်နဲ့လုပ်တယ်မျိုးမျိုးပေါ့နော် Live Motion နဲ့လုပ်ကြရဲအဲ့လိုခက်ခဲလုပ်နေမှဆိုကျွန်တော်တို့ ready made အခြေအနေအများကြီးကုန်နေမလို့တော့ပဲနဲ့အလွယ်တကူလုပ်လို့ရတဲ့ AI ကိုသုံးပြီးတော့ thumbnail လုံးတွေကိုပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့တွေဘယ် AI နဲ့ပဲလုပ်လို့ရပါတော့ DCAI လုပ်မလား ChatGPT နဲ့လုပ်မလားမျိုးမျိုးလုပ်လို့ရပါတော့ကျွန်တော်တော့ဒီ DCAI နဲ့လုပ်ပြပေးမယ် DCAI နဲ့ဝင်လိုက်မယ်ဘာအတွက် thumbnail ဆွဲခိုင်းမလဲပေါ့နော်ဗီဒီယိုရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ thumbnail လုပ်ခိုင်းမရပါတော့အဲ့တော့ကိုယ့်ရဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးမယ်ဥပမာအနေနဲ့ကျွန်တော်တို့က prompt တစ်ခုထုတ်ပေးဖို့အတွက်ကျွန်တော်ပြတယ်လို့လေးရေးပေးလိုက်ပေါ့နော် AI ကိုပုံမြင်ရေးခိုင်းမယ်ဆိုတော့ဗီဒီယိုအတွက် ideogram မှာ thumbnail ဆွဲဖို့ prompt တစ်ခုထုတ်ပေးဆိုပြီးရေးလိုက်မယ်အဲ့တော့ရေးပြီးရင်ကျွန်တော်ပို့လိုက်မယ်ခဏဆောင်မှကြာလာလိမ့်မယ်โอเคဒီလိုရေးပြီးကြပြီဆိုတော့ကျွန်တော်တို့ဒီမှာပါလာတဲ့ဒီအင်္ဂလိပ်စာလုံးလေးကို copy ယူလိုက်ဒီကျလာခဲ့တဲ့အင်္ဂလိပ်စာလုံးလေးကို copy ယူလိုက်မယ်copy ကိုနှိပ်လိုက် copy ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဘက်ပြန်ထွက်လိုက်မယ်ပြီးရင်နောက်တစ်ခုကျွန်တော်တို့ဒီ Chrome သို့မဟုတ် browser တစ်ခုတည်းကိုသွားမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာ ideogram ဆိုပြီးရိုက်ရှာမယ်ideogram AI ဆိုပြီးရိုက်ရှာလိုက်မယ်โอเคဒီမှာကျွန်တော်ညံပုံစံလေးနဲ့ဒီအရာကိုโอเคဒီဟာလေးကိုနှိပ်ပြီးတော့ဝင်လိုက်မယ်โอเคဒီမှာဆိုရင်တော့ကျွန်တော် desktop site ကျွန်တော်ကတော့ desktop site ပြောင်းထားရပါတော့ဒီမှာ desktop site ကတော့ဒီလိုပြောင်းနေပေါ့နော်73သက်လေးကိုနှိပ်ပြီးဒီမှာ desktop site ဆိုတာလေးကိုပြောင်းထားရပါကျွန်တော်ကတော့ပြောင်းပြီးသားဖြစ်တဲ့အတွက်ပြောင်းတာကိုမပြောတော့ဘူးမှာဒါလေးကို desktop site ကိုနှိပ်ပြီးတော့ပြောင်းပေးလိုက်โอเคဒီနေရာမှာကျွန်တော်တို့ login ဝင်ပေးဖို့လည်းလိုရပေါ့နော် Gmail တို့မဟုတ် email တစ်ခုနဲ့ဒီ login ဝင်ပေးဖို့လည်းလိုတယ်အဲ့တော့ login တစ်ခုဝင်ပေးလိုက်တကယ်ချင်းတို့မှာရှိတဲ့ Google account နဲ့ login ဝင်ပေးလိုက်မယ်ပြီးတော့ရင်တော့ဒီ search bar မှာဒီ search bar မှာခုနက copy ယူခဲ့တဲ့စလုံးလေးတွေကိုရိုက်ချလိုက်မယ် paste ရိုက်ချလိုက်မယ် okay ပြီးကျွန်တော်တို့ဒီမှာဘာမှပြင်နေရမလို့မ realistic ထားလိုက်ပြီးရင် generate ကိုနှိပ်လိုက်ဒီ 60 ratio ထိုင်ထားမယ်ကျွန်တော်တို့ YouTube အတွက်ဆိုတော့မှာ
CC ratio နိုင်ထားမယ်โอเคရပြီအဲ့တော့ကျွန်တော်ဒီအယောင် color bloody လောက်တာတွေကိုကျွန်တော်တို့နားမလဲ color အကြောင်းကိုနားမလဲဘာမှမလုပ်နဲ့ auto ပဲထားလိုက်ပြီးရင်တော့ဒီမှာ generate ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ခေတ်သားဆောင်မှာဒီမှာကျွန်တော်တို့စာသားနဲ့ငါက script ကိုဒီမှာ generate လုပ်နေပြီပေါ့နော်အဲ့တော့ခဏဆောင်ပေးလိုက်မယ်โอเคဒီမှာကျွန်တော်တို့ generate လုပ်ခဲ့ပြီပေါ့နော်ဒီမှာကျွန်တော်တို့ video အတွက်လိုအပ်တဲ့ thumbnail ပုံလေးတွေ generate လုပ်ခဲ့ပြီပေါ့နော်ဒီမှာတကယ်ကျွန်တော်ကြိုက်တဲ့ပုံကိုရေးလို့ရပါပေါ့နော်ဒီနေရာမှာကျွန်တော်တို့ background ဖြောက်လို့လည်းရတယ် AI ကိုပဲသုံးပြီးနောက်ခံ background ကိုကျွန်တော်တို့ကြိုက်တဲ့ background လည်းသုံးလို့ရတယ်တကယ်ကျွန်တော်ကြိုက်တဲ့ပုံတစ်ပုံကိုစေလိုက်ပြီးရင်ကျွန်တော်တို့တွေဒီတကယ်ကျွန်တော်တို့ဒီထဲမှာရှိတဲ့ align motion ဖြစ်ဖြစ်ဒီ ကပ်ပဲရှိရှင်ကင်မရာလေးဖြစ်ဖြစ်ဝင်လိုက်ပြီးရင် background တွေအကုန်ဖြောက်လို့ရပါတော့ background ဖြောက်မယ်ဒီတကယ်ကျွန်တော်ကြိုက်နေတဲ့လက်ဒီပုံထဲမှာရှိတဲ့လိုချင်တဲ့အနေထားနဲ့ color နဲ့ရွေးစမ်းမယ်ပြီးရင်ပုံကို adjust လုပ်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ professional ကြာဒီ thumbnail တစ်ခုရလာခဲ့ပြီပေါ့နော်ဒါကတော့ကျွန်တော်တို့အရင်ကခေါင်းကိုက်စရာမလိုပဲချိန်ကုန်နေမလိုပဲနဲ့ဒါချိန်ခဏအတွင်း AI အကူအညီနဲ့ဒီဗီဒီယိုတစ်ပုဒ်အတွက် thumbnail ဘယ်လိုဆွဲလဲဆိုတာကိုပြပြပေးခြင်းဖြစ်တယ်ပြီးကျွန်တော်တို့နေနောက်ထပ်တစ်သောဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်ဒီနောက်ထပ်ဆက်ပြီးတော့လည်းကတ်နဲ့ edit ပိုင်းဆိုင်ရာဗီဒီယိုတွေကိုဆက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်ထားဖို့ပြောချင်ပါတယ်ဗျ